မြန်မာနိုင်ငံတွင်ရှိဌာနေတိုင်းသားတွေဟာပဏိပခများလက်စီမီရရှိမှုအခက်အခဲများကိုရင်ဆိုင်နေကြရပါတယ်မတူကွေးပြားတဲ့နေရာဒေသအကြီးကြီးမှရှိတဲ့ဌာနေတိုင်းသားတွေဟာ၎င်းတို့ရဲ့အသက်ရှင်ရပ်တည်နိုင်မှုနဲ့ကိုယ်ပိုင်တွင်ပြင်လက္ခဏာတို့အတွက်မြေယာတစ်တော်နဲ့မြစ်ချောင်းအင်းအိုင်တို့အပေါ်မှာရှင်သန်မိကိုနေကြပါတယ်ရုပ်ကျွန်းလောင်စာစွမ်းအင်မှပြန်ပြည့်မြဲစွမ်းအင်စီတို့ကိုပြောင်းရ၌တရားမျှတမှုရှိစေရန်ဌာနေတိုင်းသားတို့ရဲ့လွတ်လပ်စွာပူးပေါင်းပါဝင်မှုဘိုးဘွားမြေယာများကိုကာကွယ်ပေးမှုနဲ့ညီတူညီမျှသောအကျိုးခံစားခွင့်ရရှိခြင်းတို့ပါဝင်ရန်လိုအပ်ပါတယ်ဒီအခြေခံမူတွေဟာဌာနေတိုင်းသားတွေကိုဘေးအန္တရာယ်မဖြစ်စေဘဲစွမ်းဆောင်ရည်ဆိုင်ရာယုံကြည်စိတ်ချမှုကိုအားကောင်းစေပါတယ်အပြတ်တဘောဆောင်ချိခိုက်စေတဲ့အစွန်းရောက်နေယုံကြည်စွမ်းအင်အတက်အကျအခြေအနေကိုကာကွယ်ပေးတော့ဒေတာတွင်ယာတီဥတုအခြေအနေကိုကောင်းမွန်မြတ်စေသည့်တစ်တော်ဂေဟစနစ်ကိုဌာနေတိုင်းသားတွေဟာနိရှေလများကောက်ွယ်ချင်းချင်းလာခဲ့ကြပါတယ်၎င်းတို့ရဲ့အကြံတွေနဲ့အတူရှေ့ဆက်ခြင်းအပြင်အနာဂတ်လူငယ်မျိုးဆက်တွေများအထွတ်ပုံမူတရားမျှတတော့ဧကန်အမှန်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုပိုင်ဆိုင်ရရှိနိုင်မှာပဲဖြစ်ပါတယ်ဒေသခံများကိုတိုင်ဥဆောင်သောပြန်ပြည့်မြဲစွမ်းအင်ကိုလက်လမ်းမီရရှိခြင်းဟာဌာနေတိုင်းသားဒေသများအတွင်းနေ့စဉ်လူနေမှုဘဝများကိုဖွံ့ဖြိုးတိုးတက်စေပါတယ်ဒက်စီနဲ့ချင်းမီတို့ကိုအစားထိုးတော့တန်ရှင်းစွမ်းအားဖြင့်မိသားစုများဟာစွမ်းအင်အတွက်ကုန်ကျစရိတ်ကိုတိတိတတ်တာရှော့ချနိုင်ပြီးဓာတ်ဆီထုတ်ယူမှုနဲ့ချင်းလောင်စာထုတ်ယူမှုတို့၏တဘာဝပတ်ဝန်းကျင်ဆိုးကျိုးသက်ရောက်မှုများကိုလည်းတစ်ဖက်တစ်လမ်းမှာကာကွယ်ပေးနေပါတယ်မြန်မာနိုင်ငံအတွင်းရှိပြန်ပြည့်မြဲစွမ်းအင်စီတို့ရှောက်လန်းနေတော့အခုအပြောင်းဟာလေဌာနေတိုင်းသားတို့ဤအခွင့်အရေးနဲ့ရရွာဒေသခံတို့ဤကောင်းဆောင်မှုအပေါ်ဘူပြုဖို့ရန်လိုအပ်ပါတယ်၎င်းချစ်ကပ်မှုဖြင့်တွင်ပြင်လက္ခဏာပိုင်နက်နေမည်နှင့်တဘာဝပတ်ဝန်းကျင်ကိုလေးစားတံပိုးထားသောဘိုးဘွားတို့ဤရိုးရာရင်ကျေးမှုလက်ဆင့်ကမ်းတည်ဆောင်မှုတို့အားချိခိုက်နေနာဆုံးရှုံးစေသည့်အခြေအနေကိုမဖြစ်ပေါ်လာစေရန်တေချာအောင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။တနည်းဖြင့်ဆိုရတော့ပြန်ပြည့်မြဲစွမ်းအင်ဟာအနာဂတ်နိုင်ငံကိုတည်ဆောက်နေပြီးဌာနေတိုင်းသားတို့ဤရိုးရာရင်ကျေးမှုကိုကာကွယ်ပေးနေတော့လမ်းစဉ်တစ်ခုကိုလည်းပုံဖော်လမ်းပြပေးနေပါတယ်စင်ကိုမှုများနေတဲ့လက်ရှိနိုင်ငံအခြေအနေမှာရရွာဒေသခံဌာနေတိုင်းသားများတို့ဟာနိုင်ငံအဆင့်စွမ်းအင်စနစ်များကိုအမြဲအားထားဖို့ရန်အခွင့်အလမ်းနေပါလာပါတယ်ဒေသတွင်စီမံခန့်ခွဲတဲ့ပြန်ပြည့်မြဲစွမ်းအင်တွေဟာ၎င်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးပြီးပညာရေးအတွက်အလင်းတရားယူဆောင်လာပေးခြင်းရရွယ်အတွင်းရှိမိသားစုများကိုပုံမစည်းလုံးစွာချစ်ဆက်ပေးခြင်းဖြင့်ပဏိပခါတို့အားကြံ့ကြံ့ခံနိုင်စွမ်းအားကိုတစ်ဖက်တစ်လမ်းမှမြင့်တင်ပေးနေပါတယ်ပြန်ပြည့်မြဲစွမ်းအင်နဲ့ဌာနေတိုင်းသားတို့ဤရိုးရာအသိပညာနှင့်ဦးဆောင်မှုတို့ကိုပေါင်းဆက်ခြင်းအပြင်ပဏိပခါတို့ဤဖိအားကို
ရှို့ချပေးနိုင်ရုံကြမှာကပိုမိုတည်ငြိမ်သောအနာဂတ်ကိုမြေပြင်မှသဆင့်တည်ဆောက်မြင့်တင်ပေးနိုင်ပါကြောင်းအကြည့်ပေးတင်ဆက်လိုက်ရပါတယ်